နေ့ပညာဌာနတင်ပေးမဲ့ပန်းလေးဖြစ်ပါတယ်ဒီပန်းလေးကကနုတ်ကလေးကိုလေဒီလိုဘေးချင်းကပ်ပြီးတော့အပွင့်ပုံစံမျိုးလေးပေါ်ထားတာပေါ့နော်ဒီမှာကတ်တဲ့ခါကျအရန်လှပါရဲ့နော်ဒီပန်းလေးကိုလိုက်လို့ကြည့်ကြပါလွယ်လှတဲ့ပန်းလေးဖြစ်ပါတယ်နော်ဒီအရှိလေးကို9လက်မအရင်ချမ်းပါမယ်နော်ချမ်းပြီးရင်အမှတ်ကလေးမှတ်ပါမယ်မှတ်ပြီးသွားရင်အမှတ်ထားတဲ့နေရာနဲ့နောက်ထပ်3လက်မထပ်တိုင်းပါမယ်နော်3လက်မထပ်တိုင်းပြီးရင်ကျိုးလေးကိုဒီလိုလေးခောက်ပါမယ်3လက်မတိုင်းပြီးဒီလိုလေးခောက်ချပါတိုင်းပြီးရင်ချုပ်ပါမယ်ချုပ်ပြီးသွားရင်ဒီဘက်ကအသေးလေးတစ်ခုချိုးပါမယ်သေးလေးတစ်ခုချိုးပြီးရင်ဒီဘက်ကခြေကိုတရက်နှစ်ရက်မယ်နော်နှစ်ရက်ပြီးသွားရင်အလဲတန်နဲ့အလဲလေးကိုအရှိတထားမယ်ပြီးရင်ဒီဘက်ချမ်းနှစ်ခုကညီအောင်ထားမယ်နော်ပြီးရင်ဒီလိုလေးကင်ပြီးတော့ကြက်ချေကပုံစံမျိုးလေးခြေကိုပြန်ပြီးရစ်ပါမယ်တရက်နှစ်ရက်ချစ်ပြီးသွားရင်အခလေးနဲ့တစ်ချက်စိုက်ပါမယ်နော်စိုက်ပြီးသွားတဲ့အခါကျရင်ဒီအနောက်ကဒီခဏပတ်မှာဒီအတွင်းသွားအသားလေးတွေအကုန်လုံးပဲပို့ပြီးချုပ်ပါမယ်နော်ဒီလိုပုံစံမျိုးလေးပါနော်ပို့ပြီးတော့ချုပ်ပါမယ်ပြီးသွားပြီဆိုရင်တစ်ချမ်းပြီးသွားပြီဒါတစ်ချမ်းပြီးသွားပြီဆိုရင်ဒီနေရာနေစပြီးတော့ဒီမှာ3လက်မပြန်တိုင်းမယ်နော်ပြန်တိုင်းပြီးတဲ့အခါကျရင်ဒီလိုမျိုးလေးပြန်ပြီးတော့ဒီလိုပြန်ခောက်မှာဒီလိုလေးနော်ဒီလိုလေးပြန်ခောက်ပြီးတော့ဒီနေရာလေးကိုခြေတုပ်နေရာလေးကိုချုပ်မှာပေါ့နော်အဲ့လေးနဲ့ခြေပြောက်ကလေးချုပ်မယ်နော်ခြေပြောက်လေးချုပ်ပြီးသွားပြီဆိုရင်ဒီမှာလည်းခုနလိုမျိုးလေးပဲအသေးလေးတစ်ခုချိုးမယ်ဒီဘက်အသေးလေးနဲ့ဒီဘက်အသေးလေးနဲ့တူရမယ်နော်ချိုးပြီးရင်ခြေလေးဒီလိုနှိပ်ရက်မယ်ရက်မယ်ပြီးသွားရင်ဒီမှာအရှိလေးတစ်ခုချိုးမယ်ပြီးရင်ဒါလေးကိုဒီလိုလေးကင်မယ်ဒီဘက်ကဟာလေးကလည်းဒီလိုလေးကင်ပြီးရင်ခြေကဒီလိုပုံစံချက်ချေကလေးပြန်ပြီးတော့ဖြစ်မယ်နော်မရင်းချစ်ပြီးသွားတဲ့အခါကျရင်လည်းခုနလိုပဲဒီနေရာလေးကိုခိုင်သွားအောင်ဆိုပြီးဒါလေးနဲ့တစ်ချက်ပေါက်မယ်နော်အနောက်ဘက်ကိုပဲထွက်မယ်နော်ကဲဒီလိုဆိုရင်ဒီလိုမျိုးနှစ်ပွင့်ဆိုင်လေးနော်ဒီလိုလေးရပါပြီနော်ကဲနောက်ထပ်တစ်ခုထပ်ချိုးမယ်ဆိုရင်လည်းဒီအောက်ကို1လက်မလောက်ခွာမယ်ခွာပြီးတော့ဒီပုံစံမျိုးလေးထပ်ပြီးအောက်မှာ3လက်မပြန်တိုင်းပြီးခောက်မယ်ဒီဘက်ကိုလည်း3လက်မပြန်တိုင်းပြီးခောက်ပါမယ်နော်ကျေးဇူးတင်ပါတယ်